လုံးမဲ့မင်္ဂလာပါဒီနေ့မှာတော့ project လေးတစ်ခုစလုပ်ကြပါမယ်ဒီ project လေးကရှေ့မှာဖြစ်တဲ့အတွက်ဗီဒီယိုရေးခွဲပြီးတော့တင်ပေးပါမယ်ဒီ project လေးကဘာလဲဆိုလို့ရှိရင် digital to analog conversion project လေးပါdigital မှာဆိုလို့ရှိရင်0နဲ့volt နဲ့ပဲရှိပါတယ်ကျွန်တော်တို့ဒီ project မှာ main volt ကို5 volt နဲ့သုံးပါမယ်ဒါက off state ဒါ on state ဖြစ်ပါတယ်ဒီ project ကကြတော့ဒီ0နဲ့5 volt ကြားတွေက volt တွေကိုရအောင်လို့လုပ်မှာဖြစ်ပါတယ်circuit ကိုကျွန်တော်တို့ဆွဲဒီ project ရဲ့နောက်ဆုံးမှာ real circuit နဲ့ထွက်မှာပေါ့နော် real circuit နဲ့လုပ်ပြသွားမှာပါကျွန်တော်တို့စလိုက်ရအောင်ပေါ့နော်ပထမဆုံး circuit diagram အနေနဲ့ကR2R resistive ladder network ကိုသုံးထားပါတယ်တော့ဒီမှာဒါကတော့ resistor value ပေါ့နော်ကြိုက်တဲ့ value သုံးလို့ရပါတယ်ဒါ 2R ဒါကြတော့ R ပါတော့ဒါဒီ project လေးကို4 bit စဉ်းစားထားတယ်ပေါ့နော်4 bit ပါ ABCD ကျွန်တော် input ၄ခုရှိပါမယ်ပထမဆုံးဥပမာအနေနဲ့ A ကို1ထားပြီးတော့အကုန်လုံး0ထားလိုက်လို့ရှိရင်ကျွန်တော်တို့ A က5 volt ဖြစ်ပါမယ်ဒါဒီအကုန်လုံးက ground ကိုရောက်သွားပါမယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့ output volt တွေကဒီကနေပြီးတော့ယူမှာပါဘယ်လိုတွက်တာကတော့သိကြမယ်လို့ထင်ပါတယ်ဒီမှာဒါဆိုရင် series ပေါ့နော်ဒီ series ရဲ့ဒါရယ်ဆိုရင် parallel အဲ့လိုမျိုးပဲတွက်ပြီးတော့ volt တွေကိုထုတ်လို့ရပါတယ်အဲ့ဒါကိုမှ5 volt နဲ့ပြန်ပြီးတော့မြောက်ပေးရမှာပါဒီဟာလေးကတော့ volt တွေတွက်ထားတာပဲဖြစ်ပါတယ်တစ်ချက်တွက်ကြည့်ကြပါတော့ကျွန်တော်ကတော့ simulator ပေါ်တင်ပြီးတော့တွက်လိုက်တာဖြစ်တဲ့အတွက်နည်းနည်းလေးကွဲလွဲတာရှိနိုင်ပါတယ်ဒီနေ့ကတော့လောက်ပါပဲနောက်နေ့မှာထပ်ပြီးတော့တွေ့ကြပါမယ်ဒါလေးကတော့ 4-bit DAC project လေးရဲ့ part 2ဖြစ်ပါတယ်part 1မှာတော့ကျွန်တော် ladder diagram လေးကိုပြပြခဲ့ပေါ့နော်part 2မှာတော့ဒါ circuit အပြည့်စုံဆွဲထားပါတယ်ကျွန်တော်တို့ရဲ့ main board တွေက5 volt ပါပြီးလို့ရှိရင် R2R diagram ဖြစ်တဲ့အတွက် R က 10k သုံးထားပါတယ် 2R က 20k ပေါ့နော်ပြီးလို့ရှိရင် switch ၄ခုကျွန်တော်တို့ input ၄ခုပါ A B C D ၄ခုပါဒီ1 kilo ohm ကကြတော့ pull down resistor ပါဒီလိုမျိုး off state မှာ ground ကို0 volt ဖြစ်အောင်လို့pull down ဆွဲချထားတာပေါ့နော်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးမှာ component လိုအပ်တဲ့ component တွေကိုဝယ်ဖို့လို့အတွက်ပြင်ဆင်မယ်ပေါ့နော်ဘာ component တွေဝယ်ရမလဲဆိုတော့5 volt supply တစ်ခုဝယ်ရမယ်ပြီးလို့ရှိရင် ABCD switch ၄ခုပေါ့နော်ကျွန်တော်ကတော့ binary 4 bit binary switch တစ်ခုပဲဝယ်တော့မယ်ပေါ့နော်ပြီးလို့ရှိရင်1 kilo ohm ၄ခုဝယ်မယ်ပြီးလို့ရှိရင်10 kilo ohm 20 kilo ohm အစား10 kilo ohm နှစ်ခုသုံးလိုက်မယ်ပေါ့နော်အဲဆိုလို့ရှိရင်10 kilo ohm နှစ်ခု၄ခု6ခု8ခု10ခု12ခု13ခု10 kilo ohm 13ခု1 kilo ohm က4ခုswitch က4ခုပြီးလို့ရှိရင်5 volt supply တစ်ခုလိုပါတယ်ကျွန်တော်တို့ V out ကတော့ဒီကနေပြီးတော့ထွက်မှာပါအဲ့တော့အားလုံးပဲ component တွေဝယ်ပြီးရင်ပြန်တွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်ကဲအားလုံးပဲမင်္ဂလာပါဒါလေးကတော့ DAC project လေး part 3ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ component လေးတွေရောက်ရှိလာပြီပဲဖြစ်ပါတယ်ကျွန်တော်ဒီ component တွေကိုရဖို့လို့အတွက်မြို့တွေကိုတစ်ပတ်ပတ်လိုက်ရတယ်ပေါ့နော်တမိုင်လောက်လမ်းလျှောက်လိုက်ရပါတယ်အဲ့တော့စအောင်ဒီ component လေးတွေကိုရခြင်းဘာလုပ်ကြလဲပေါ့နော်ရခြင်းထိုင်ကြည့်ကြလားကျွန်တော်ရခြင်းမှာဆိုရင်တော့ component တွေကောင်းမကောင်းစမ်းဖို့လို့အတွက်လိုပါတယ်component တွေဘယ်လိုစမ်းမလဲဆိုလို့ရှိရင်တော့ဒီ multimeter လေးနဲ့စမ်းမှာဖြစ်ပါတယ်အဲ့တော့ component တွေတစ်ချက်စမ်းကြည့်လိုက်အောင်component လေးမစမ်းခင်မှာကျွန်တော်ဘာတွေဝယ်လာလဲဆိုတဲ့အရာကိုတစ်ချက်ပြောပြမယ်နော်ဒါလေးကတော့4 bit binary switch လို့ခေါ်ရပေါ့နော်switch အဲ့လို switch ၄ခုမဝယ်ရင်တော့လို့တစ်ခုတည်းပေါင်းပြီးတော့ဝယ်လိုက်တာပေါ့နော်ဒီကောင်လေးကတော့4 bit binary switch ပါပြီးလို့ရှိရင်ဒီကောင်လေးကတော့ 10k ohm ပါ resistor ပါဒီကောင်လေးကတော့ 1k ohm ပါကျွန်တော်မှာ5 volt power supply ရှိတဲ့အတွက်5 volt power supply တော့ဝယ်လိုက်ဘူးเนาะပြီးတော့ရှင်နောက်တစ်ခုကဒါလေးဝယ်လာပါတယ်ပြီးလို့ရှင်တခါလေးခဲတန်းဆော်လိုက်မယ်ပေါ့เนาะအဲဆိုရင် project လေးကအဆင်ပြေပြေနဲ့ perfect ဖြစ်သွားမယ်ပေါ့เนาะဒီ switch လေးကောင်းမကောင်းကိုအရင်ဆုံးစမ်းမယ်ဒီ switch လေးကောင်းမကောင်းဘယ်လိုစမ်းရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ multimeter ကိုသွားပြီးလို့ရှိရင်ကျွန်တော်တို့ diode ကိုလှည့်လှည့်ပြီးလို့ရှိရင်
switch ကိုဒီလိုတတ်ထားလိုက်ပေါ့နော်တက်ပြီးလို့ရှိရင်ကိုစမ်းမဲ့ပင်ကိုလိုလေးလုပ်ပြီးရင်သူကဖွင့်လိုက်ပေါ့နော်ဒါက off state မှာပေါ့နော်ဒါ on state ဆိုလို့ရှိရင်တစ်ချက်ဖွင့်လိုက်အဲ့လိုဖွင့်လိုက်တော့အတန်လေးမြည်လာလို့ရှိရင်ကောင်းတယ်ပေါ့နော်အဲဆိုရင်ဒီမှာနောက်တစ်ခုစမ်းပြရပါမယ်နောက်တစ်ခုကောင်းတယ်ပေါ့နော်တန်ကြားရတယ်ပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုစမ်းပါမယ်ဒါလည်းကောင်းပါတယ်ကောင်းတယ်ပေါ့နော်အဲဆိုရင်အကုန်လုံးကောင်းပါတယ်ပြီးတော့ကျွန်တော်တို့အခုက resistor လေးစမ်းရမယ်ပေါ့နော်ဒီကောင်လေးက 10k ohm လို့ပြောတယ်အဲ့တော့ resistor စမ်းဖို့လို့စမ်းမယ်ပေါ့နော် 10k ohm ဆိုတော့20မြတ်စမ်းလိုက်ပြစမ်းကြည့်လိုက်မယ်ပေါ့နော်9.8k ဟုတ်ပြီကျွန်တော်အကုန်လုံးလိုက်စမ်းလိုက်ပါမယ်ဒါလေးကတော့ 1k ohm လေးပေါ့နော် 1k ohm လေးနဲ့စမ်းဖို့လိုပါတယ်ဒီစာလေးလည်းကောင်းတယ်ပေါ့နော်အဲဆိုရင်တော့နောက်ဗီဒီယိုမှာ project လေးကိုတကယ်လုပ်ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်တကယ်ချင်းတို့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ DAC project လေးရဲ့ part 4ကိုရောက်ရှိလာပါပြီအဲ့တော့ part 4မှာ circuit ကိုတကယ်စောက်ပြီးတော့တကယ် component တွေလိုက်ပြီးတော့ထည့်မယ်ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်လုပ်ကြည့်အောင်အဲ့တော့ဘယ်ကနေစကြမလဲဆိုတော့ကျွန်တော်တို့ရဲ့ project လေးပေါ့နော်ဒါလေးကတော့ဟိုနေ့တော့ circuit လေးပါဒီ circuit အတိုင်း resistor တွေကိုလိုက်ပြီးတော့ထည့်မယ်ပေါ့နော်ပထမဆုံးထည့်မှာကြတော့ဒီ 1k ohm လေးရင်ထည့်လိုက်မယ်ပေါ့နော်သူကဒီ switch ဘက်ကပြန်ထွက်လာပြီးတော့ဒီ 1k ohm က ground ကိုသွားထားတာအဲ့ဒီလုံးကိုအရင်ထည့်လိုက်ပါမယ်ဒါလေးတွေကတော့ 1k ohm လေးပါဟောဒီအပြဒီဘက်တန်းကို ground လို့ထားလိုက်မယ်နော်ပြီပေါ့နော်ဒါ 1k ohm လေးကိုတော့ရရှိလို့သွားပါပြီဒါလေးက 1k ohm လေးပါအဲ့လိုလေးဖြစ်သွားပါတယ်ကျွန်တော်ရုပ်ကိုတော့မပြတော့ဘူးเนาะထားလိုက်တော့လူလေးပါအဲ့တော့နောက်တစ်ဆင့်မှာဒီ 20k ကိုအရင်ထုတ်လိုက်မယ်ပေါ့เนาะ 20k ကိုအရင်ထုတ်လိုက်မယ် 20k ကိုဒီ 10k ထည့်တဲ့နာကနေပဲထည့်ပြီးတော့ဒီနှစ်ခု 20k အရင်ထုတ်ကြည့်လိုက်မယ်ပေါ့เนาะအဲ့လေးလုပ်ကြည့်ပါမယ်အဲ့လေးကတော့ 10k ohm လေးပဲဖြစ်ပါတယ်တေချာလေးမထီအောင်တော့ဂယူးဆိုင်လိုက်ရတယ်ပေါ့နော်ဒါကတော့ 20k ထပ်ပြီးတော့ဆက်ထားတာပါ 10k CD ပေါ့နော်နှစ်ခုပေါ့ဒါပြီးပြီဆိုတော့ဒီမှာကျွန်တော်တို့ circuit မှာဒီ 10k 3လုံးထပ်ထည့်လိုက်မယ်ပေါ့နော်ဒီ 10k 3လုံးကဒီ 20k တွေကိုခွာပြီးတော့ဆက်ထားတာအဲ့တော့ဒါလေးကိုအရင်တစ်ချက်ထည့်လိုက်ပါမယ်ဒီ3လုံးဒါလေးကတော့ 10k 3လုံးခွာပြီးတော့ထည့်လိုက်ပါတော့ပါပေါ့နော်အဲ့လေးတော့ပြီးသွားပြီအဲ့တော့နောက်တစ်ခုကဘာကြံသေးလဲဆိုလို့ရှိရင်ဒီ 20k ထည့်ဖို့ကြံသေးရပေါ့နော် 20k ကနေပြီးတော့မှသူက ground ကိုသွားမှာပေါ့နော်အဲ့ဒါလေးတစ်ချက်ထပ်ပြီးတော့ထည့်ပါမယ်သူက A switch ရဲ့ဒီ 20k ohm ပေါ့နော်အဲ့ကနေပြီးတော့ ground သွားမှာပါဒါကို A လို့ထားလိုက်မယ်တော့ connection လေးကတော့ဒီလိုလေးဖြစ်သွားပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဘာပဲကြံတော့မလဲဒါက 20k ပေါ့နော်ဆိုတော့ဒီနားက 20k ကိုထည့်လိုက်တာပေါ့နော်အဲ့ဒါဆိုရင် connection ကြံတာရတော့ဒီ switch ရဲ့5 volt ရဲ့ဆက်ဖို့ပဲကြံတော့ရပေါ့နော်ဒီ switch တွေကို5 volt လိုက်ဆက်ဖို့ပဲကြံတော့ရအဲ့ဒါလေးချက်ဆက်မှာပဲ
လေးကတော့5 volt adapter လေးပါအရင်ဆုံး5 volt supply လေးကိုချက်ဆန်းနေပေါ့နော်5 volt supply လေး 5.28 volt ရှိပါတယ်5 volt မဟုတ်ဘယ်နဲ့လောက်ရှိရပေါ့နော်ဒါဆိုရင် power supply လေးကိုတက်လိုက်တယ်ပေါ့နော်တက်ပြီးသွားပြီဒီမှာ multimeter ရဲ့အမဲကြိုးလေးကိုပါတက်ထားလိုက်တယ်ပေါ့နော်အနီကြိုးလေးကဘယ်မှာတက်ရမလဲဆိုတာတစ်ချက်ကြည့်ပါမယ်ဒီမှာတစ်ချက်ကြည့်ပါကျွန်တော်တို့ရဲ့ V out ကဒီကနေတိုင်ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့အနီးဆုံး D switch ရဲ့ 20k နဲ့ 10k အုံးကြားမှာကျွန်တော်တို့ V out လေးထွက်မှာပေါ့နော်အဲ့ဒီနားလေးမှာကျွန်တော်တို့ multimeter ရဲ့အနီပင်လေးတစ်ပင်တက်ပါမယ်အစွန်ဆုံး switch လေးအဲ့ဒါလေးရဲ့ဟာဆိုတော့ ABCD ဒီကောင်လေးပေါ့နော်ဒါလေးက 10k ဒီဘက်က20အဲ့နားလေးမှာတက်ပါမယ်နောက်တက်ပြီးသွားပါပြီကျွန်တော်ဒီကြိုးလေးကိုမနေတက်လိုက်ရပါတယ်အဲ့တော့ဒီ state ကမကြည့်ပါနော်ဒီ state က00 state မှာဟို0 volt ပါအဲ့နားချက်မီးဖွင့်လိုက်ပါမယ်ဆိုတော့လေဒါ00မှာ0 volt ပါပဲအဲ့တော့ကျွန်တော်တစ်ချက်ရင်ခုန်ကြည့်မယ်ပေါ့နော်ရင်ခုန်ကြည့်ကြမှာကဲ switch ပြောင်းကြည့်မယ်ဒီဟိုအရင်ပြောင်းရအောင်ဟိုဒါဒီပေါ့နော်ဒီကောင်က ABCD မှာ ABCD ဒီဆိုတော့ဘာဖြစ်လဲဆိုတော့1000ပေါ့နော်သူရဲ့ဘိုးတွေကကျွန်တော်ပထမဆုံးတင်တဲ့ဗီဒီယိုမှာအဲ့ဒီဘိုးတွေရှိတယ်ပေါ့နော်1000ရဲ့ဘိုးတွေရှိပါတယ်အဲ့ဒီတစ်ချက်သွားကြည့်ပါအဲ့တော့ကျွန်တော်တို့ဘိုးတွေအကုန်လုံးစမ်းကြည့်ပါမယ်အခုဆိုတော့ဒီ project ကအလုပ်လုပ်တယ်ပေါ့နော်လုပ်ဖြစ်ပါတယ်အလုပ်ဖြစ်တယ်ဆိုတဲ့အခြေအနေမှာရှိပါတယ်တစ်ချက်ကျွန်တော်စမ်းကြည့်မယ်ပေါ့နော်ဘိုးလေးတွေအကုန်စမ်းကြည့်လိုက်ပါမယ်ပေါက်နေရတယ်ပေါ့နော်တေချာလေးစမ်းပုံပေါက်နေဒါဆိုရင်0 volt အိုးဘောပင်လေးနဲ့စမ်းရမှာကကြီးလေးနဲ့စမ်းရမှာဒါဆိုရင် 0.35 ဒါဆိုရင်1000နိုင်မုံ sorry 0001တော့ပြောင်းကျွန်တော်ဒီဘက်ကိုဟွာထားလိုက်တာပေါ့နော် A လို့ထားလိုက်တာနည်းပြောင်းပြန်ဖြစ်သွားတယ်ပေါ့နော်ဒါဆိုရင်11ဟောခဏလေးဒါဆိုရင်11ပေါ့နော်10ရဲ့ဘိုးလေးကိုတစ်ချက်ကြည့်လိုက်ပေါ့နော်69ဒါဆိုရင်11ဒါဆိုလို့ရှိရင်ဒါဆိုရင်100ရဲ့ဘိုးလေးပါ101ရဲ့ဘိုးလေးဆိုရင်ဒီလို101သူကနည်းနည်းချင်းစီတိုးသွားတာပေါ့နော် sorry 101ရဲ့ဘိုးလေး101ပြီးရင်110ပြီးလို့ရှိရင်111ရဲ့ဘိုးလေးကဒီလောက်ဟုတ်ပြီနော်111ရဲ့ဘိုးလေးပြီးလို့ရှိရင်စောနာပြရတယ် oh sorry စွနာကပြရတယ်ဟိုတို့ဒီ1000ပါပြီးလို့ရှိရင်10011001မှာလို့ရှိရင်110နိုင်ဘယ်ကစတာလဲအော်ဒီကစ1010ပါနောက်တစ်ခုကကြတော့1010ကဟုတ်ပြီနော်နောက်တစ်ခုကကြတော့ဘိုးလေးမငြိမ်တာကျွန်တော် resistor တွေကိုတွားပြီးတိုက်နေလို့ပါ1011မှာဒါကတော့ 3.5 ဖြစ်သွားပြီပေါ့နော်နောက်ထပ်ကကြတော့ကပြီးသွားလို့ရှိရင်တို့1100ပါ1100ပါပြီးလို့ရှိရင်1101မှာ1101ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့1110ပေါ့နော်1110နောက်ဆုံးတစ်ခုကကြတော့1111ပေါ့နော်1111အဲ့လောက်ရှိပါတယ်ဘာလို့ဒါများနေကျွန်တော်တို့တွက်တုံးကကြတော့ 4.6 ကျော်ပဲရဘာလို့လဲဆိုတော့ဒီ power supply က5.28ပေါ့နော်အဲ့ဒီဂျားတွေကဘိုးတွေဖြစ်သွားတာပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ project လေးကအောင်မြင်ပါပြီအဲ့တော့နောက်ထပ် project တွေမှာဆက်ပြီးတော့တွေ့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်